မင်္ဂလာပါခင်ဗျာဒီကနေ့2026ခုနှစ်ဇန်နဝါရီလ18ရက်စနေနေ့အတွက်ခုမီသတင်းဌာနရဲ့သတင်းစီစဉ်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့ရဲ့သတင်းကောင်းစဉ်တွေကတော့မလေးရှားနိုင်ငံကွာလာလမ်ပူဆာလန်ဂေါပြည်နယ်မှာမြန်မာ89ဦးအပါအဝင်နိုင်ငံသား200ကျော်ဖမ်းဆီးခံရတဲ့သတင်းတမူးမြို့နယ်မှာကွမ်တောင်ကျေးရွာကအရတားတဦးကိုပြူစော်တိအဖွဲ့ကရိုက်နှက်ခဲ့တဲ့သတင်းကလေးမြို့နယ်မှာဖြစ်ပွားခဲ့တဲ့လေးလတာတိုက်ပွဲအတွင်း CDF KKG ကရဲမီတဦးအပါအဝင်ရဲဘော်12ဦးကြာဆုံးခဲ့တဲ့သတင်းနဲ့တီမောလက်စတေနိုင်ငံမှာစစ်ကော်မရှင်ကိုတရားစွဲဆိုထားမှုအပေါ်စစ်ကော်မရှင်ကတန်ယုံယာယီတာဝန်ခံကိုခေါ်ယူသတိပေးလိုက်တဲ့သတင်းစတာတွေကိုနားဆင်ကြရမှာဖြစ်ပါတယ်ပထမဆုံးသတင်းအနေနဲ့ပြည်ပရောက်မြန်မာလုပ်သားတွေနဲ့သက်ဆိုင်တဲ့မလေးရှားနိုင်ငံကသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်။မလေးရှားနိုင်ငံကွာလာလမ်ပူမြို့နယ်ဆလန်ဂေါပြည်နယ်မှာဒီကနေ့ဇန်နဝါရီ18ရက်နေ့တရက်ထဲမှာပဲမြန်မာ89ဦးအပါအဝင်အထောက်ထားမဲ့နိုင်ငံသား219ဦးကိုဖမ်းဆီးရခဲ့ပါတယ်။လူဝင်မှုကြီးကြပ်ရေးနဲ့အဖွဲ့ပေါင်းစုံပါဝင်တဲ့အဖွဲ့ဟာကွာလာလမ်ပူမြို့နယ်ဆလန်ဂေါပြည်နယ်ကအဘန်ဂလက်စီမော်လ်ကုန်တိုက်ကိုဝင်ရောက်စစ်ဆေးရမှာအခုလိုဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ဖမ်းဆီးခံရသူတွေဟာအသက်21နှစ်ကနေ63နှစ်ကြားအရွယ်တွေဖြစ်ပြီးအမျိုးသား55ဦးနဲ့အမျိုးသမီး162ဦးပါဝင်တယ်လို့မလေးရှားတာဝန်ရှိသူတွေကသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ဖမ်းဆီးခံရသူတွေထဲမှာမြန်မာနိုင်ငံကအမျိုးသား18ဦးနဲ့အမျိုးသမီး82ဦးပါဝင်ပြီးအင်ဒိုနီးရှား၊ဘင်္ဂလားဒေ့ရှ်၊ဖိလစ်ပိုင်၊အိန္ဒိယ၊နီပေါ၊ပါကစ္စတန်၊နိုင်ဂျီးရီးယားနဲ့ဂျာမနီနိုင်ငံသားတွေလည်းပါဝင်နေပါတယ်။မလေးရှားလဝကအနေနဲ့တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကိုအကာအကွယ်မပေးဘူးပြည်သူတွေနဲ့အလုပ်ရှင်တွေကိုသတိပေးထားကြောင်းသိရပါတယ်ခင်ဗျာဒုတိယသတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းတမူးမြို့နယ်ကသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်တမူးမြို့နယ်ကွမ်တောင်ရွာကအရတားအမျိုးသားတဦးကိုပြူစောတိအဖွဲ့ကရိုက်နှက်ခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါတယ်ပြီးခဲ့တဲ့ဇန်နဝါရီလ23ရက်နေ့ကတမူးမြို့နယ်6နှစ်ကြီးရပ်ကွက်ကပြူစောတိတွေဟာဒီအမျိုးသားကိုတော်လှန်ရေးတပ်ဖွဲ့ PDF နဲ့အဆက်အသွယ်ရှိတယ်ဆိုပြီးမတရားဆွဆွဲကရိုက်နှက်ခဲ့တာဖြစ်ပါတယ်။ဒေသခံတွေရဲ့ပြောပြချက်အရသူဟာတာမန်အရသားတဦးဖြစ်ပြီးဘယ်အဖွဲ့အစည်းနဲ့မှအဆက်အသွယ်မရှိဘူးလို့ဆိုပါတယ်။လက်ရှိမှာတော့ရိုက်နှက်ခံရသူနဲ့သူ့မိသားစုဟာပြူစောထီတွေရဲ့ရန်ကိုကြောက်ရွံ့ပြီးအခြားဒေသဘက်ကိုပြောင်းရွှေ့ထပ်ပြေးနေကြရပါတယ်။သူတို့နေထိုင်တဲ့ကွမ်တောင်ရွာမှာစစ်ကောင်မရှင်တက်ဆွဲထားပြီးမဲ့အရသားတွေကိုဖမ်းဆီးရိုက်နှက်တာမျိုးသိမရှိပဲတမူးမြို့ပေါ်ကပြူစောထီတွေကသာအရသားတွေကိုမကြာခဏဖမ်းဆီးရိုက်နှက်လိရှိတယ်လို့ဒေသခံတွေကပြောပါတယ်ခင်ဗျာဆက်လက်ပြီးကလေးမျိုးနယ်ဘက်ကတော်လိုင်းရေးသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းကလေးမျိုးနယ်အတွင်းမှာပြီးခဲ့တဲ့၄လတာကာလဖြစ်တဲ့2025အောက်တိုဘာလကနေ2026ဇန်နဝါရီလအတွင်းတိုက်ပွဲမှာ CDF KKG ကရဲမီတဦးအပါအဝင်ရဲဘော်12ဦးကြာဆုံးခဲ့ကြောင်းဇန်နဝါရီ15ရက်နေ့မှာထုတ်ပြန်ပါတယ်စစ်ကော်မရှင်ကိုတော်လှန်ရေးတိုင်းပြည်နဲ့လူမျိုးတွေအသက်ပေးသွားကြတဲ့ရဲဘော်တွေကတော့တက်စုမှုပူလျံခန့်ဘွဲထွာကမ်ရဲဘော်ဖြိုးကူအောင်ရဲဘော်မင်းကိုရဲဘော်ပုံလွှားစင်ရဲဘော်မောင်အေးခေါ်ရဲမန်ရဲဘော်ဘီဇာတေရဲဘော်ဇီယာမျိုးရဲဘော်ကျေစင်ကျော်ရဲဘော်ရန်လင်းအောင်ရဲဘော်ရှိုင်းထက်ဆိုးခေါ်ပိန်သီးနဲ့ရဲမေဒီမန်ကျင်းတို့ဖြစ်ကြပါတယ်သူတို့ဟာမှန်တော်အောင်သာယာလက်ပံချောင်းနဲ့အနောက်တော်လေးရွာတိုက်ပွဲတွေမှာကြာဆုံးခဲ့ကြတာဖြစ်ပြီးCDF KKG တပ်ရင်းအသီးသီးတို့မှတာဝန်ထမ်းဆောင်ခဲ့သူတွေဖြစ်ပါတယ်။ CDF KKG အနေနဲ့ကြာဆုံးရဲဘော်တွေကိုအထူးလေးစားဂုဏ်ပြုကြောင်းနဲ့ကျရစ်သူမိသားစုနဲ့ထပ်တူဝမ်းနည်းကြောင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။နောက်ဆုံးသတင်းအနေနဲ့နိုင်ငံတကာတန်တမန်ရေးရာသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်။ချင်းလူခွင့်ရေးအဖွဲ့ CHRO ဦးဆောင်ပြီးစစ်ကော်မရှင်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကိုအရေးယူပေးဖို့တီမောလက်စတေနိုင်ငံမှာတိုင်ကြားစာတင်သွင်းခဲ့ပြီးနောက်စစ်ကော်မရှင်ဘက်ကတီမောတန်ယုံယာယီတာဝန်ခံကိုခေါ်ယူသတိပေးလိုက်ပါတယ်စစ်ကော်မရှင်နိုင်ငံသားရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်ဦးဟောက်ခန့်ဆုံးကတီမောတန်ယုံယာယီတာဝန်ခံကိုမနေ့ကဇန်နဝါရီ16ရက်မှာတွေ့ဆုံပြီးတီမောအစိုးရအနေနဲ့မြန်မာပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖက်ကစိုက်ကျင်ဘက်အဖွဲ့တွေနဲ့ဆက်ဆံတာကိုပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်းပြောကြားခဲ့တယ်လို့သိရပါတယ် CHRO အမှုဆောင်ဒါရိုက်တာစလိုင်းစအုပ်ဦးဆောင်တဲ့အဖွဲ့ဟာဇန်နဝါရီ12ရက်နေ့ကတီမောနိုင်ငံဒီလီမြို့မှာစစ်ကော်မရှင်ကျူးလွန်ခဲ့တဲ့ကိုဝန်ဆောင်အမျိုးသမီးကိုအုပ်စုဖွဲ့မှုမရင်းကျင်းမှုအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတေးအုပ်ဆရာတွေကိုတပ်ဖြတ်မှုနဲ့လေကြောင်းတိုက်ခိုက်မှုစတာတွေကိုတပ်သေးတွေနဲ့တကွတိုင်ကြားခဲ့တာဖြစ်ပါတယ်တီမောလက်စတေနိုင်ငံဟာကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်ကိုလက်ခံထားတဲ့နိုင်ငံဖြစ်လို့
ဘယ်နေရာမှာပဲကျူလို့အရေးယူပိုင်ခွင့်ရှိနေပါတယ်။ CHRO ရဲ့အချက်လက်အရ2022ခုနှစ်ကစလို့ချင်းပြည်နယ်မှာစစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှု1000ခန့်ရှိပြီးအရက်သား488ဦးသေဆုံးကနေအိမ်4600ကျော်နဲ့ဘာသာရေးအဆောက်အုံ129ခုပျက်စီးခဲ့ရကြောင်းသိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒါကတော့ဒီကနေ့အတွက်ကူမီသတင်းဌာနကတင်ဆက်ပေးခဲ့တဲ့သတင်းတွေပဲဖြစ်ပါတယ်သတင်းတွေကိုစောင့်မျှော်နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ချင်းပြည်သူတွေအပါအဝင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေခင်ဗျာ